ဒါလေးတွက်ပါဒီမှာလည်း allergy ခင်းရဒါလေးနဲ့ဒါကြီးရလည်း allergy မကြီးအဲ့ဒါဖုန်းနေအလိတ်လိုက်မကြီးအောင်အဲ့ဒါဘလောက်တောင်မှမမြင်ရတဲ့ဖုန်းဒီဘယ်ကလာလဲတော့မသိတော့ဘူးဒီဘာလဲပေးတဲ့ရှူနဲ့လေအလိတ်လိုက်တွေ့လားအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ဗီဒီယိုက Ion Pure Air မြန်မာကဒီ air purifier နှလုံးရဲ့နောက်ပြီးတော့ Hurso သုံးနေတဲ့ဒီအမွေးနှံထွက်တယ်လေ air humidifier လေးရှိအဲ့ဒါလေး Hurso သုံးတာအခုဆိုလို့ရှိရင်3လနော်3လရှိပြီတေချာသုံးထားတာလုံးဝတေချာကိုစမ်းသပ်ပြီးမှအခု review ပေးမလို့ yes အဲ့တော့စလိုက်ရအောင် okay အဲ့တော့အသေးလေးအရင်ပြောမယ်အသေးက A 900 700 Gen 5တော့နောက်ခုလုံးကြံဖိုင်မဟုတ်အခုလုံးကြံဖိုင်လေအရင်တော့ဒါပြောမယ်ဆိုโอเคကြော်ပြီးပြောတယ်ဆိုအသေးက Hurso 8တဲ့အခန်းမှာသုံးတယ်ဟုတ်တယ် master bedroom ထဲမှာထားတယ်ဒီ A900 အကြီးကကြတော့ဒီ A ခန်းမှာသုံးတယ်ဆိုတော့ Hurso ဒီအသေးလေးရင်ပြောလိုက်မယ်ဒီ A ခန်းထဲမှာသုံးတယ်ဟာသူကအရန်တည်တာဘာလဲဆိုတော့လေသူစီမှာလည်းဒီ HEPA filter ပါတယ်နှစ်ခုလုံးမှာ HEPA filter ပါတယ်ခုနကလိုခွေးတွေကတိရစ္ဆာန်တွေရှိလို့ရှင်လေထဲမှာရှိတဲ့ဖုံတွေနောက်အဲ့ allergens တွေပေါ့နော် Hurso လို allergy သမားဒါလေးတို့လို allergy သမားပြီးတော့အရန်ဆန်ပြေရင်တော့အိတ်ခန်းထဲမှာ Hurso အိတ်လို့ရှင်ညတိုင်းအိတ်ခန်းနေတိုင်း Hurso မျက်စင်းစိခတ်တယ်နောက်ဆုံးတစ်ခါဘာမူရာမှာ Hurso စေကန်တော့ပြတော့ allergy ပြန်စစ်တဲ့အခါမှာ Hurso အရင်တော့ dog allergy မရှိဘူးအခု allergy ရှိအဲ့အကြောင်းမို့လို့ Hurso မျိုးတော့အဲ့လိုရားနေတာဆိုတဲ့အခါဒီ air purifier တက်ပြီးရဲ့အချိန်မှာလုံးဝမျက်စင်းစိမခတ်ရဘူးအဲ့တော့ air purifier ပိတ်နေလို့ရှိရင်လည်းအရင်သိတာချက်ချင်းမျက်လုံးကရားလာပြီးအဲ့လိုမျက်စင်းစိပြေခဲ့တခါကြောက်လို့ရှိရင်ညအိတ်ခံဒီမျက်လုံးကဟာဘာဖြစ်လို့ငါမျက်လုံးတွေရားလာလဲကြည့်တော့ purifier ကြီးဖွင့်မမေ့နေရတော့ဘာလို့ပြီးဒီအသေးလေးကတခုကောင်းတာ Hurso ဒီ condo မှာဆိုလို့ရှိရင်မီးချိန်တဲ့အချိန်တွေရှိရလေမီးလာတယ်မီးပြန်လာတယ်မီးပြတ်တဲ့အချိန်တွေချိန် तू ကအဲ့ auto ပြန်ပွင့်တာလေးပါတယ်ဟုတ်တယ်နော်တော် allergy Hurso ထားပြီးမျိုးလုံးရားပြီဆိုတိတ်မကြောက်သူလည်းဘေးနားမှာကုတ်နေပြီသူကကြောက်အောင်ကိုပိုင်ကုတ်လိုက်တရားကုတ်လိုက်နေဘာလို့Hurso က blue နဲ့ allergy သမားတွေတို့ကဟုတ်တယ်ပြီးတော့ blue နဲ့ကလည်းတခန်းနဲ့အိတ်တယ်သူ့ကိုလည်းအပြင်မထုတ်ချင်ဘူးဆိုတော့နောက်ဆုံးဒီ solution ပဲရှာလိုက်ရတဲ့သဘောဖြစ်နေတာပေါ့နော် air purifier ထားတယ်ပြီးတော့နောက်တစ်ခုအိတ်ခန်းထဲမှာဘာသိတာလဲဆိုတော့ Hurso ဒီရေချိုးခန်းကနေညာဘက်တွေပါတယ်ဆိုလို့ရှိရင်လေအခုဒီလို modern တော့မဟုတ်ဘူးsorry အသက်ယူပေးမယ်That's right. No, မချောက်။ဟို blue ချကျွေး။blue ချစ်တော့ချကျွေး။ Okay ဆိုမမသိမ့်လိုက်တော့ပြီးမှ blue ကျွေးမယ်နော်။ဆိုတော့နောက်တစ်ခုကဘာသိတာလဲဆိုတော့ Hurso 8တဲ့အခန်းထဲမှာ modern တော့မဟုတ်ဘူးဘယ်လိုအချိန်လဲဆိုတော့ဒီလိုစောင်းဝင်တဲ့အချိန်တွေကြာလို့ရှိရင်အမိုက်မီးရှို့ရလေ။ဆိုတော့အနောက်အဲ့ရေချိုးခန်းဗတဲ့မှာပိတ်ဖို့မေ့တဲ့အခါကျအဲ့ရရှို့ပြီးတော့လေတိုက်တဲ့အဲ့လေကဒီ8တဲ့အခန်းထဲကိုရောက်တယ်။အရင်တော့ကလေးမမွေးခင်တုန်းကဆိုလို့ရှိရင်တော့အဲ့ဒါပြဿနာမရှိဘူးပေါ့။ကိုရီတော့ကညောနဲ့လေးပါရတယ်ဆိုပြီးခါကျရင်အိတ်လိုက်တာပဲလေ။ကလေးမွေးပြီးတဲ့အခါမှာသူ eczema အဲ့လိုထားတဲ့အခါကျတော့ဒါကတင်ထပ်ပြီးတော့စိုးဝါးစီမှာပါစိုက်ကိုတွေကဝင်လာတဲ့မှာဆိုအဲ့ဒီခါကျတော့ဒီဟာ online တာနဲ့အဲ့အနံခဏနေကြာပျောက်သွားဟုတ်တယ်အဲ့အရင်သိတာတယ်ခွေးနဲ့နေပါလေဆိုလည်းမရှိရဘူးလေခွေးနဲ့ yes ခွေးနဲ့ပဲဆိုခွေးရဲ့ကဒင်ကလည်းအခန်းထဲမှာပဲဆိုတော့လေသူကလည်းအခန်းထဲမှာပဲအိတ်တော့ air purifier on လာလို့ရှိရင်ခွေးနဲ့အရင်သိတာတယ်ထို့သူအပြင်ကနေပြန်လာရင်အခန်းထဲဝင်လာနဲ့အဲ့အရင်သိတာတယ်နောက်တစ်ခုကအီးနံကလေးတိုက်ပါလဲလို့ရှိရင်အီးနံနေရှိရလေအဲ့လိုအနံ့နေဆိုလို့ရှိရင်အဲ့ဖွင့်လာလို့ရှိရင်ခဏလေးနဲ့ပြောင်းသွားတယ်မဟုတ်လို့ရှိရင်အီးနံကြီးကအခန်းလှောင်ရဲလို့ဖြစ်ပြီးတော့လေဒီလို air ကနေအခန်းထဲဝင်လာတဲ့ခါမျိုးဆိုအရင်သိတာလေအဲ့လိုဖွင့်လာတယ်မဖွင့်လာနဲ့ဆိုတော့အဲ့မှာအဲ့ဒါအရင်အဆင်ပြေတယ်ပြီးတော့ तू ကဖုန်းကနေပြီးတော့တခါတည်းဖွင့်လို့ရတာအရန်စစ်ပြေနော်အဲ့ app သုံးပြီးတော့ app သုံးပြီးတော့အဲ့ဒီမှာ fan speed တွေပြောင်းလို့ရတယ်သူ့ရဲ့ mode တွေပြောင်းလို့ရတယ် UV on လို့ရတယ်အကုန်လုပ်လို့ရတယ်ဖုန်းကနေပြီးအဲ့တော့ကျွန်တော်ခီးသွားတဲ့အခါကျရင်သိရမလားဟိုမွေးဆောင်ရောက်နေရဆိုမွေးဆောင်တဲ့အခန်းထဲမှာလှမ်းဖွင့်ထားရင်အခန်းကလေမြဲတန့်နေတော့မှုတွေပါတက်တော့ပေါ့သိရမလားဟိုအဲ့ဒါလေခီးသွားမှမဟုတ်ရန်ကုန်မှာကိုကခဏအပြင်သွားတယ်ပေါ့နော်ဆက်ပိတ်သွားတယ်မပြန်လာခင်အဲ့အခန်းထဲမှာလေတန့်နေအောင်ရောက်ခန့်နေမှာကြိုပြီးတော့ကိုက app ကနေလှမ်းဖွင့်လိုက်လို့ရတယ်အဲ့လိုမျိုးအိမ်မှာလဲခုနလိုမီးလာနေရဆိုရင်ပေါ့မိန်းနေမချထားဘူးမီးလာနေရဆိုလို့ရှိရင်အဲ့လိုလှမ်းဖွင့်လိုက်လို့ရှိရင်အဲ့အဆင်ပြေခန်းထဲရောက်တာနဲ့ auto အနံ့တန့်မိတာပေါ့ဖွင့်ထားရတယ်မဖွင့်ထားနဲ့အရင်သိတာ Hurso ဆို blue ရှိရောလေဖွင့်ထားတဲ့နေ့တွေပြန်လာလို့ရှိရင်အခန်းဝင်ချင်းမှာဆိုလို့ရှိရင်အဲ့လို blue အနံ့မရဘူးပေါ့နော် blue နဲ့ရပြီဟာဆိုရင်ကြည့်လိုက်လို့ရှိရင်အဲ့ကန်အလုံးပိတ်ထားလို့ဒီကစတက်ချင်းနော် living room ဟာလည်းစတက်ချင်းချက်ပါလို့လာတော့လေလေကသူကတန့်နေရဆိုပြီးတော့အဲ့လိုမျိုးပြန်ပြီးပတ်ကြအဲ့ချိန်မှာ air purifier လည်းဖွင့်ထားတယ်ပြီးတော့ဟို humidifier လေးပေါ့နော်အဲ့ humidifier ကလည်းအမွှေးနဲ့ထည့်လို့ရတယ်သူ့ရဲ့အဲ့ water base ပေါ့နော်အမွှေးနဲ့ထည့်လို့ရတဲ့ဟာလေးအဲ့ဒီနှစ်ခုဖွင့်ထားတဲ့အချိန်မှာဘာထမ်းနဲ့ဝင်လာတယ်လုံးဝလေးကရှူလို့ကောင်းနေတယ်ဒါမှမဟုတ်ပါစလေးတောက်တယ်လူလေအဲဆိုအဲ့မှာအဲ့ဒါအရင်သိတာပေါ့နော်ဂျန်ကိုက air quality ကလည်းတော်တော်လေးဟိုတော်အခြေအနေဆိုးနေနော်ဟုတ်တယ်အဲ့ဒါကြောင့်လဲစပြီးတက်ဖြစ်သွားတာပါတယ်ပြီးတော့ဒါလေးကအပြင်ထွက်လို့ရှိရင်သူအရင်တော့vitamin D ရအောင်ဆိုလမ်းထွက်လျှောက်ပြီးတယ်ဒါပေမဲ့ air quality ကမကောင်းတော့ထွက်ပြီးပြန်လာနဲ့หนีပြီးတက်ပြန်လာအဲ့ဒါနဲ့မဟုတ်သေးဘူးပေါ့နော်အဲ့လိုအဲ့ဒါလည်းတစ်ခါပြီးတော့နောက်ခီးသွားပြီးတော့ဆို
အခန်းကိုအကြာကြီးပိတ်သွားတယ်လေတစ်လလောက်သွားပြီးဘန်ကောက်ကနေပြန်ရောက်တဲ့အချိန်မှာတစ်လပိတ်ထားတဲ့အချိန်ကြောင့်ဒီအခန်းထဲမှာမှုတွေရှိရလေဖုန်တွေရှိရလေအဲ့တော့ဆိုသူ့ဆိုရဲ့အခန်းထဲဝင်လာလို့ရှိရင်ချက်ချင်းအဲ့လိုหนีပြီးတက်လာတာခီးသွားနေတဲ့အချိန်မှာမပြေတော့အိမ်ထဲရောက်မှဖြစ်တာတော့အဲ့လိုမျိုး air quality မကောင်းတဲ့အချိန်ကျအပြင်ထွက်ဖြစ်တာဆိုအဲ့ဒီအချိန်မှာမရတော့ solution တစ်ခုရှာအောင်ရှာမယ်ဘာဖြစ်လို့လဲဆိုတော့ allergy ကလည်းအများကြီးဖြစ်နေတဲ့အခါကျတော့တစ်ခုမှတစ်ခုကတော့ကိုယ်တတ်နိုင်တော့အဖက်ဖက်ကနေ control လုပ်မှရတော့မယ်ဆိုပြီးတော့စတတ်တာကောင်းစားနေချိန်လုံးဘာကြောင့်လဲဆိုတော့အဲ့စဉ်းစားတဲ့အလုပ်ကအရန်ကိုခတ်တယ်လို့ပြီးတော့နောက်တစ်ခုကအဲ့ UV တက်တာလေအဲ့မှာ UV ခလုတ်ပါတော့ပထမပိုင်းကဟိုဆို UV ကဘာလဲပေါ့နော်ပြီးတော့လိုရာလားမလိုရာလားပြီးတော့ on ထားလို့ရှိရင်အဲ့လိုတိဆိုအတန်လေးကြားရတယ်သူကစအဲ့ဒါကိုပိတ်ထားတာကြားနေတယ်ဟိုတလောကထွက်တော့ဒီကထွက်တဲ့လေကအဲ့လိုရှူလိုက်တော့အနက်လေးကအဲ့လိုအောက်တက်လေးလိုဖြစ်နေရပေါ့နော်ဘာဖြစ်လို့လဲမသိဘူးဆိုပြီးတော့အဲ့တော့မသိသေးပြီးတော့မှဟော UV မဖွင့်တာကြားပြီဖွင့်လိုက်တာဖွင့်ပြီးတော့တိတ်မကြောက်အဲ့အောက်တဲ့အနက်အောက်တက်တဲ့အနက်တော့မရှိတော့တိတာတယ်တိလားဆိုဒါက phrase ကိုသုံးသမျှတိထားတဲ့ဟာပေါ့နော်ဒါကအိတ်ခမ်းပေါ့အဲနောက်တစ်ခုကကြာဒီအိတ်ခမ်းထဲမှာသုံးတဲ့ဒီ A900 သူလည်း generation 5သူစီမှာအဲ့ medical grade HEPA filter ပါတယ်ပေါ့ဆိုသူလည်းအဲ့လိုပဲ blue ကနေရနှခမ်းမဲ့ဟိုဒီအိတ်ခမ်းနဲ့အိတ်ခမ်းမဲ့ရှိအောင်အများတော့အဖြစ်ဆိုတော့ခဏပြောသလိုပဲအိတ်ခမ်းထဲမှာဒီအလုံးဖွင့်လာလို့ရှင် phrase တစ်ခုကြိုက်တာပါလဲဆိုတော့ထမင်းစားပြီးရဲ့အချိန်ဟင်းချက်ပြီးရဲ့အချိန်ကြာလို့ရှင်ဒီ down ဂျိုးတွေမှာဆိုအဲ့ဟင်းနဲ့နေရကြံတယ်ဆိုအဲ့ဒါဖွင့်လိုက်လို့ရှင်တိတ်မကြအဲ့ဟင်းနဲ့ပျောက်သွားအဲ့ဒါတွေ phrase အရင်သဘောကျဘာဖြစ်လို့ဆိုအရင်တော့ကဒီအနံဆိုးတွေအကုန်လုံးကိုက scented candles တွေနဲ့တခါတည်းကိုထပ်ပြီးလိုက်ပြီးတော့ cover လုပ်ပြီးထွန်းတာပေါ့နော်ဒီမိဟာတွေကလည်း pollutant တစ်ခုပဲပြောရမယ်ဆိုပြီးတော့ကလေးငယ်နေကြတော့အဆင်မပြေတော့အခု तू ကအထူးသဖြင့် eczema allergy လည်းအများကြီးဆိုတော့လေအဲ့ဒါတွေ first short ထွန်းတယ်ပေါ့နော်ပြီးတော့ aircon တက်တဲ့အခန်းတွေမှာဆိုတက်ထားတာတော့ပိုကောင်းတယ်ပြောတယ်ဒီဟုတ်တယ် aircon ကလေရလည်းတိတ်မတက်ဘူးဟုတ်တယ်ဆိုတော့ဒီမှာလည်း तू က eczema ရှိရဲ့အတွက်ကြောင့်မို့လို့သူ skin အမြဲခိုးဖြစ်အောင်ထားတာပေါ့နော်အမြဲပူလို့ရှိရင်ပိုဆိုးတာကို तू ကအဲ့တော့ aircon ကလည်းမဖြစ်မနေဖွင့်ကိုတောက်လျှောက်ဖွင့်တာ24နာရီ Christina ဆိုလည်းအဲ့လိုတော်တော် allergy များတယ် तू ကအဲ့ဒါ allergy များတော့အသက်ရှူလမ်းကြောင်း allergy အဲ့လို asthma လည်းအရင်ကဖြစ်ဖို့ဟုတ်တယ်ဒါပေမဲ့ဟို asthma တော့အခုမထားတာကြာပါပြီခုနကကိုယ့်ရဲ့နဲ့မတည့်တာဘာလဲသိသွားတယ်နောက်ပိုင်းဆောင်းရှောင်းပေါ့နော်ဒါဆိုလည်းဒီအိမ်ကိုထပ်ပြီးတော့ဘလို့မျိုးထပ်ပြီးတန်းကြအောင်ထားမလဲတော့မသိတော့တခုပြီးအခုဆိုရင်မိုးရင်းစဝင်ပြီဆိုတော့ရှင်ဒီဆိုအဝတ်သိမ်းတဲ့အခန်းဆိုလို့ရှင်တိတာတယ်မှုန်နဲ့နည်းနည်းလေးမနှစ်ထဲကကလေးကမိုးထဲမှာမွေးရဆိုတော့တိတ်ပြီးတော့အဲ့အခန်းမဝင်ဖြစ်တော့နည်းနည်းအဲ့လို moisture များသွားပြီးမှုန်နဲ့ရှိအဲ့တော့အခုဒီမိုးတွေနောက်ဆိုစဉ်းစား dehumidifier တစ်လုံးထည့်တာတော့မယ်အဲ့ဒါလည်းတိတာတယ်အဲ့ဒါဟိုတလောကတကယ်ချင်းတယောက်ခဏတက်ကြည့်ပါလားသူ allergy တတ်တာမလားဆိုပြီးတော့အဲ့လိုငှားတယ်ဒါပေမဲ့ तू ကလည်းဖြစ်ချင်တော့သူ့ skin က humidity လိုတယ်အသား6တယ်အသား6တာဆို humidity လိုတော့နေရာထမ်းမှာတော့ထားလို့မရဘူးခင်ဗျခုနကလည်းဝတ်လဲတဲ့အခန်းမျိုးမှာကြာတော့အဆင်ပြေဆိုအဲ့ဒါလည်းဒီ modern တက်ဖို့စဉ်းစားထားတယ်ဆိုတော့ဒီအကြီးဆိုလို့ရှိရင်အရင်သိတာနောက်တစ်ခုကဟုတ်ပါလေ2မိနစ်3မိနစ်အတွင်းတစ်ခါလုံးလေတက်နေရနော်ဟုတ်တယ်ပြီးတော့ first ပထမစိတ်ချင်တာဒီအလဲ main ကမှထားတော့ဟောတောင်ကျိုးတွေကိုရောက်ပါမလားဆိုပြီးထင်တာအရင်သိတာဒီတောင်ကျိုးမှာခုနပြောသလိုဟင်းနံကြံတာဒီဘက်အတွင်းတောင်ဟိုဘက်အဝအဝတောင်ဆိုလို့ရှိရင် blue နံဆိုတော့ blue က first အပြင်သွားရင်အဲ့မှာထိုင်ဆောင်တာဆိုတော့ဝင်လာနဲ့ဖွင့်လာလို့ရှိရင်အဲ့ blue နံမရအောင်အိမ်မဖွင့်တဲ့အချိန်တိုင်းဘူးနဲ့ရတယ်။ဒါပေမဲ့ခုနလိုမျိုးပေါ့ခွေးရောပုံမှန်ရေချိုးပေးရတော့ရှိတာပေါ့နော်။တပတ်တစ်ခါပဲချိုးရခွေးရတယ်။သူလည်းအဲ့လို skin က sensitive ။ပြီးနောက်တစ်ခုဘာသိတာလဲဆိုတော့တကယ်ချင်းနေအိမ်လာလဲလို့ရှိရင် vape တွေပါတောက်တယ်မလား vape တွေပါတောက်လို့ရှိရင်ချက်ချင်းသူ့စီမှာတတဆိုအဲ့လိုလုံးဝ air quality ကအဲ့လိုဂိမ်းဆုံးနီးသွားဟုတ်တယ်အဲ့ဒါပြီးလို့ရှိရင်အဲ့ဒါတောက်လျှောက်ဖွင့်လာတဲ့အတွက်ကြောင့်မလို့ခဏနေကြတော့ပြန်ကျသွားတယ်။ပြီးတော့နောက်တစ်ခုကရေမွေးနံ့နေ။အဲ့တဲ့ရေမွေးနံ့နေပါကလေးရှိတဲ့အခါကျတော့လေဒီဟာလေးကမင်းဖြစ်တော့လူနံ့နေကိုနံ့နေအဲ့လိုမကြံခဲ့ဘူးပေါ့နော်။သူကလေကိုတတ်လာပေးရ။ရင်တော့ဆိုလို့ရှိရင်ဒါမရှိခင်တော့ညလောက်ဆိုအဲ့တဲ့လိုက်ပြန်နောက်နေ့မနက်အခန်းထဲထွက်လာလို့ရှိရင်အဲ့အနံ့တစ်ခုကြံနေဟိုတောက်စားထားတဲ့အနံ့လေးရောဒီဟာရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ air purifier ရှိတဲ့အတွက်ကြောင့်မို့လို့မနက်နိုးလို့ရှိရင်အဲ့ဒီနံ့လေးနဲ့ရှိအဲ့ဒါ first အရန်လို့ပေါ့ကြာ။နောက်တနေ့က air temp coating လာသေးတယ်။လာတော့ air temp coating ဖြန်းတော့ဟုတ်တယ်ဒါလည်းရှိရဲ့အဲ့တော့အဲ့ coding လုပ်တဲ့အချိန်မှာဓာတ်ဖွင့်တာ तू ကတခါလေတန့်နေပြီလားပေါ့ဟုတ်တယ်နော်အဲ့တော့ coding လုပ်တော့ first ကဒီတစ်ခါကဒီမှာပဲစောင့်နေပြင်မထွက်ဖြစ်ဘူးဒါလေးကလည်းအိမ်မှာပဲဆိုတော့ဒီလေတက်ဆက်ဒီဆိုဂေဆုံးတောက်တော့ခဏနေကြတော့ तू တန်ရှင်းလုပ်ပြရင်သိမကြောက်လေ quality ကပြန်ကောင်းသွားဆိုတော့အဲ့ဒါလေးကကြည့်နေရတယ်တစ်ခါကျရင်မြင်နေရရင် very satisfying အသက်ရှူရတဲ့ခါကျကွာ psycho မဝင်တော့ဘူးပေါ့နော်ဒီလေထုထဲမှာဒါတွေမရှိတော့လေတန့်နေရဆိုတာသိရပါပေါ့အဲ့တော့သူ့ကိုတခုခုအဲ့လိုအစာအသစ်တွေ introduce လုပ်ပြီးကျွေးရတဲ့အခါကျလို့ရှင်လေဒီအစာဒီဟာကြောင့် allergy ဖြစ်တယ်ဆိုတာနည်းနည်းပိုပြီးခွဲခြားသိရတယ်မဟုတ်လို့ရှင်ဒါကျရင်လေတွေကခုနပြောသူအပြင်ထွက်သွားပြီးပြန်လာနေရမျိုးတို့ဒါကျရင်အပြင်ကနေမှအထဲဝင်လာနေရမျိုးဆိုတော့ inside pollutants outside air pollutant အဲ့လို air quality တွေမကောင်းဘူးလေဆိုတော့ဒါကခုနလိုမျိုး rule out လုပ်လို့ရတာပေါ့နော်ဒါကြောင့်မဟုတ်ဘူးဆိုတာကိုပြီးတော့ तू က build quality လည်းကောင်းတယ်တော့
ဟုတ်တယ် तू ဒီကောင်ဆိုရင်လုံးဝ touch နဲ့လေ display လေးတွေနဲ့ သူစင်ကာပူရဲ့120ကျော်ပြီသူဒီ ion AI ion technology နဲ့သုံးထား ပြီးတော့ तू ကမီးမစားဘူးမီးစားမယ်ထင်တာမီးမစားဘူးเนาะ तू ကဟုတ်တယ်ဒါဟိုဆိုဖွင့်တယ်ဒီ A500 ဆိုလို့ရှိရင်ညဘက်ကို hertz ဆိုလို့ရှိရင် fan speed 5နဲ့ထားပြီးတော့ဖွင့်တာအဲ့လိုဖွင့်တော့လေဒီနွေရာသီမှာလေတိတ်တောင်လေမပူမနှစ်ကနွေရာသီဘိုက်ကြီးတော့နည်းနည်းပူလာ aircon တစ်လုံးနဲ့လေဆိုတော့ aircon ကလေတော့သူ circulate ပြန်လုပ်ပြီးတော့လေအားလေးခန်းထဲမှာကောင်းနေတော့နည်းနည်းတော့ပိုနေရထိုင်ရအေးဘလို့တော့ခံစားရတယ်အဲ့ဒီ ion pure air မြန်မာရွေးဖြစ်တဲ့အကြောင်းအရာလေဒီမှာသူက service center ရှိပြီးသားတောင်းကလာမှရှိရတော့ဟုတ်တယ်ပြီးတော့သူ design ကလည်း hertz ကိုကြိုက်တဲ့ပုံလိုမျိုးလေအိမ်နိုင်နဲ့ light တဲ့ပုံစံ very sleek ဟုတ်တယ် light တခြား brand တွေလည်းရှိတယ်ဒါပေမဲ့ तू က service center ရှိတဲ့အတွက်ကြောင့် pass saver တွေကလွယ်တယ်ပစ္စည်းတွေပြတ်သွားရင်လည်း तू က service center ရှိတဲ့အတွက်ကြောင့်စိတ်ဝင်တကူစိတ်ချရတယ်ပေါ့နော်စိတ်ချရတယ်ပြီးတော့ဝယ်လို့ရှိရင်အဲ့နှစ်ခုလုံးကကဲဒါလေးစော့ချင်တယ်တနေ့အဲ့တော့အခုဒီထင်တက်ရှောက်သွားတဲ့ရွယ်ဆိုတော့တနေ့ထဲမှာတော့အကြာကြီးမနေကြဘူးဘလူးခင်ဗျာတနာပါတယ်ဒါလိုက်ဆွဲရသူကအဲ့တော့ပြောတာပြတ်သွားတယ်ပြောနေတာအဲ့တော့သူဒီမှာ service center ရှိတဲ့အခါကျတော့ကိုကတခုခုပြတ်သွားတယ်ဆိုလို့ရှိရင်လည်းပေးလိုက်လို့ရတယ်လေစိတ်မဟုတ်ရင်တခြား brand တွေဆိုလည်းဝယ်လိုက်တာမှန်တယ်ပြတ်သွားရင်အဲ့ဒါပြဿနာဖြစ်ပြီပစ္စည်းကအခုချိန်ကဘယ်လုံးဝဝယ်လို့မရဘူးပြန်ရမလဲဆိုတော့လည်းမသိဘူးပေါ့နော်အဲ့တော့အဲ့ဒါအဆင်ပြေနောက်တစ်ခုကဒါဝယ်လို့ရှိရင်သူ filter အပို့ပေးရအဲ့ဒါ $150 လောက်တန်တယ်ဟုတ်တယ်ပြီးတော့အဲ့ filter တစ်ခုထဲကိုပဲဟို2နှစ်လောက်2နှစ်ခွဲလောက်သုံးလို့ရတယ်ဆိုတော့အဲ့ filter တန်ရှင်းလုံးလို့ရတယ်ရေပဲထိလို့မရဘူးခုနကလိုအဲ့ filter ဖုံစုပ်တာရတယ်ဒါမှ brush လေးနဲ့တစ်လားတစ်ခါလောက်တန်ရှင်းလုံးလိုက်သူတိတာအဲ့ထဲကိုဖုံနေလဲဝင်ဟာနဲတဲ့အလိတ်ကြီးပေါ့ဟာလုံးဝပြမယ်ဒီမှာလေ filter ပြမယ်မကြည့်ဟုတ်လားဖုံလေးကန့်နော်အဲ့ဒါတန်ရှင်းလုံးမယ် yes ဖုံစုပ်ဆက်လေးနဲ့ဆောက်လိုက်တော့ဒီဘက်ဟာဘယ်လိုဖွင့်လဲအဲ့ဒီခုလုံး3 mess ဆင်တာဆိုတော့ result မသိဘူး on and off ခလုံးနဲ့ app ခါရဲပြမယ်ဖုံဘလောက်များလဲဆိုတာကိုပလက်ကြီးထိုးတာတော့ဓာတ်လိုက်နေဦးမယ်ကြောက်ဘူးမကြည့်အဲ့ဒါဖုံနေအလိတ်လိုက်မကြည့်နေတယ်မှာကြည့်မကြည့်အောင်အဲ့ဒါဘလောက်တောင်မှမမြင်ရတဲ့ဖုံဒီဘယ်ကလာလဲတော့မသိတော့ဘူးပလက်ပေးတဲ့ရှူနဲ့လေအလိတ်လိုက်တွေ့လားအဲ့အလိတ်လိုက်တကယ်ကိုမကြည့်ဒဲတာမဟုတ် brush လေတဲ့ကဖုံတော့ဒါတလားတစ်ခါလောက်တန်ရှင်းလုပ်ပြရတယ်ဒါလည်း hertz မျိုးဆရာဝန်ကပြောသလိုပေါ့ hertz ကဖုံ allergy ရှိရင်လည်းသူလည်းရှိဖို့ chance များတယ်တဲ့အဲ့တော့တေချာ तू ကရှိဖို့ရှိရအရင်သိတာကျွန်တော်တော့မရှိသူဒီဖုံကြီးတစ်လိမ့်လုံးခဏအဲ့လိုပြလဲပါမဖြစ်ဘူးဒီပါများလာပြီနှာခေါင်းကတည်းကကစ်နေတင်လိုက်အောင်ဆိုဒီ A500 ကကြာတော့နည်းနည်း space သေးရဲ့အခန်းတွေပေါ့နော်8ခန်းရုံးခန်းအဲ့လိုနည်းနည်း space သေးရဲ့အခန်းတွေအတွက်အဆင်ပြေရယ်နောက်ဒီ A900 ကကြာတော့နည်းနည်း square feet ကြီးရဲ့နေရာ living room office ဆိုလဲเนาะ office ကြီးရဲ့ပေါ့ office က desk ခုနဲ့မတူရ big spaces တွေတော့ကြီးအဲ့ကြောင့်လဲ size ကတမတော်လို့ကွာတော့ result ဆို allergy သမားကြတော့ဒီပစီနည်းနည်းလှဲလိုက်တာနဲ့ဖုံးကဒီလို food ဆိုရင်တော့ဟာချိုးဆိုပြီးရှိရယ်ဆိုတော့အရန်တိတာအဲ့တော့ဒီလိုမျိုးသုံးတာအရင်တော့မလိုပါဘူးလေတည်ရမလားအဲ့လို minimal ဆိုပြီးတော့အခုသုံးပြီးတော့ရမသုံးရင်မရတော့ဘူးဆိုဖြစ်သွားပြီသူကအဲ့လို filter အပို့ပေးတော့ filter တစ်ခု2နှစ်ခွဲဆိုတော့9နှစ်လောက်ကလက်ကြည့်စရာမလိုသုံးနေလို့ရဟုတ်တယ်အဲ့တော့သုံးတာနဲ့မသုံးတာနဲ့ခုနပြောလို့အရန်တိတာတော့ try ကြည့်ပါအထူးသဖြင့်ကိုကခွေးရောခလေးရောငွေထားတဲ့သူ allergy သမားဆိုလို့ရှိရင်ခုနသုံးရမယ်ခွေးရောကလေးရောရှိရယ်ဆိုတော့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်သုံးပေါ်တခြားကလည်းတန်ရှင်းတော့ပုံမှန်လုပ်တာပါဆိုဒါကြီးသုံးပြီးတော့ဖုံလည်းမဆုပ်ကြမ်းလည်းမတိုက်ဟိုနင်းပတ်လည်းထားရတော့မဟုတ်ဘူးပေါ့နော်ဒါ air purifier ဆိုတော့လေထဲကတန်ပေးရပါဟုတ်တယ်အညစ်ကြေးတွေကိုသူကအညစ်ကြေးတွေကိုတန့်စင်ပေးရပါဘောနော်ဆိုတော့အဆင်ပြေရယ် hertz allergy သမားဆိုလို့ရှိရင်အခုဘန်ကောက်ကဝယ်လိုက် allergy ဖြစ်ရင်သုံးရမယ်စစ်စစ်အောင်မသုံးရတော့ဘူးရင်းတော့ညာတိုင်းခတ်ရတယ်အဲ့တော့ညာတိုင်းကိုခတ်ရတာဆိုတော့အခုဒါဖွင့်တာနဲ့မဖွင့်တာနဲ့အခုဆိုမှ air quality ကမှာ5လောက်ပဲရှိတော့တယ်အရန်ကောင်းနေပြီဆိုတော့ air purifier ကတော့တကယ် invest လုပ်တဲ့အထဲမှာပါတယ်အထူးသဖြင့်ကိုကအိမ်မှာအဲ့လိုခဏပြောသလိုပဲကလေးငယ်ရှိရခွေးရှင်တော့အသက်အကျန်းကြီးရဲ့လူကြီးရှိလို့ရှိရင်လည်းသုံးတယ်ပဲဆိုတော့နောက်ပိုင်းကအပြင်ကလေအရင်တော့ဆိုရင် hertz ကအခန်းကိုဗတဲ့မှဖုံးဖွင့်ထားတယ်နေရောညရောအပြင်ကလေပဲနေရတယ်ဒါပေမဲ့ကလေးရှိသွားတဲ့အခါကျတော့သူ skin condition နဲ့ရော air con အမြင်ဖွင့်ရတဲ့အခါဒါမျိုးကအရန်အသုံးဝင်သွားတယ်ဆိုတော့အရန်စပင်နောက်တစ်ခုပါကြိုက်လဲဆိုတော့သူစီကဒီမှာဒီဟာလေးကကြတော့ဒါကကြ remote လေးနဲ့သုံးရတာသူကကြသူ remote control လေးပါတယ်သူကကြတော့ခုနလိုပဲ app ကနေ control လုပ်လို့ရတယ်နှစ်ခုလုံးကရင်းငွေလေးထွက်ပြီးတော့လေအမွှေးနှံထည့်ခြင်းအမွှေးနှံထည့်လို့ရှင်အခန်းလေးကပါမှွေးသွားတယ်ခုနလိုဒါ allergy တို့ဒီ eczema တို့ထားနေတဲ့အချိန်ကျရင်တော့ hertz အမွှေးနှံမထည့်ဘူးဒီအလုံးလေး decoration ရလည်းအရင်လှတော့ hertz အဲ့ကန်ထဲမှာပဲထားပြီးတော့သူ့ humidifier ပေါ့နော်ဆိုတော့ဒါအသားလဲ6တော့လေ humidifier အသေးစားနေလောက်ပဲသုံးတယ်ရေလေးဖြည့်ပြီးသုံးပေးတယ်အမွှေးနှံနေထဲမှာဆိုလို့ရှင် hertz ကြိုက်တာ green tea နှံ
angry လားအနံ့နဲ့နောက်တစ်ခုက calm လားဘာလားမသိဘူးအများကြီးပဲအမွှေးနဲ့လည်းရွေးချယ်စရာတော်တော်အဆင်ပြေတာသုံးကြည့်ပါ try ကြည့်ပါဒါတွေရောလက်ဆောင်ပြီးလို့လည်းကောင်းတယ်အဲ့တော့ Herso ဒီ Ion Pure Air မြန်မာ page လေးကိုလည်း tag လုပ်ထားပေးမယ် price ကလည်းအမြဲ changes ဖြစ်ပြီး update လေးအမြဲရှိအောင် Herso ဝယ်300ပဲ3လကျော်လောက်ဆိုတော့ အဲ့တော့ unboxing လေးလုပ်ထားတယ်အဲ့လေးချက်ပြီးထိုင်အဲ့တော့တရားတော်မှလွန်ခဲ့တဲ့3လဆိုတော့တသေးလေးပဲရှိသေးတယ် လေး fight ကအရင်กว่าပါ ကဲ恭喜发财去发财。 ဒီနေ့မှာတရုတ်နှစ်တကူပြီးတော့ ပြန်ရောက်လာ ပြောင်းလာပြီးတော့အခုဒီမှာ iron air purifier ဆက်လေးမှားထားလို့ရောက်ပါပြီဒါလေးအတွက်ပါ I am Puricare purifier ဒီမှာဒါလေးအတွက်ပါ ဒါလေး သူ skin အတွက်ပါ yeah အားလုံးကအော်ချော okay ဒါလေးဆက်မယ်ကဲသူကဆက်အကြီးနဲ့အသေးနဲ့ပေါ့နော်အသေးကကြတော့အိတ်ခမ်းအတွက်အကြီးကကြတော့အိတ်ခမ်းအတွက် wifi ပါပါသေးရဲ့အဲ့အခုကညဆိုတော့အိတ်ခမ်းလိုနေတော့အိတ်ခမ်းဟာလေးရဆက်ကြီးကြတော့လည်းမှာဆက်နော် okay ဝီဘာမမီတက်စပြီ ကဲဒါလေးအတွက်ပါ ဒါလုံးနေ ဒါလေးတော့မဟုတ်ဒါကြီး ဝါ wow အခုက air pollution နေလည်းဖြစ်နေတော့ ဒီမှာလည်း LSD ခင်းရဒါလေးနဲ့ဒါကြီးရလဲ LSD မဟုတ်ပါတယ် wifi နဲ့ yes instruction ထောင်း တော့ဒီပါ oh yes baby yes baby ဒါလေးတော့ပါကဲစင်ပါပြီဒါလေးကြည့်ပြီးတော့ဒီပါပြန်တွေ့မယ် I am Pure Air မြန်မာဒီ air purifier လေးကတကယ် highly recommend ပါတကယ်ဝယ်သုံးကြည့်ပါ ရန်ကောင်းတယ်သုံးလှကိုလုံးဝအမှန်ကန် ခုနပြောလေ there's no going back ပြန်မသုံးလို့မရတော့လို့ဖြစ်သွားတယ်ကိုအတွက်နေအဲ့လိုအရင်သိတာတယ်အားကြောင့်မဟုတ်လို့ okay နောက်ရဒီဗီဒီယိုလေးကတော့ဒါပါပဲနောက်ထပ်ဗီဒီယိုချမ်းပါပဲတွေ့ရမယ်တာ subscribe